နှစ်တင်မှာဘဝအသေးတကူစားဖို့အတွက်ကျွန်တော်တို့ကဘာတွေလုပ်ရမလဲကျွန်တော်ပြောချင်တာကပြီးခဲ့တဲ့နှစ်ကကိုလုပ်ခဲ့တဲ့အမားတွေရှိသလိုမပြေဆုံးမှုတွေလည်းရှိမှာပဲကံတရားကကိုယ့်ဘက်မှာပါလို့ဆိုပြီးတော့စိတ်ဆင်းရဲခဲ့ရတဲ့အချိန်တွေလည်းရှိမှာပေါ့မိတ်ဆွေကအခုကနေစပြီးတော့အားလုံးကိုမေ့တင်တာတွေမေ့ပြီးတော့ခွင့်လွှတ်တင်တာခွင့်လွှတ်လိုက်လို့ရပြီဒါပေမဲ့နှစ်တင်မှာရှေ့ဆက်လျှောက်ဖို့အတွက်ဒီအရေးကြီးတဲ့မေခွန်၃ခုကိုမေးဖို့တော့မမေ့နိုင်အောင်ပထမမေခွန်ကပြီးခဲ့တဲ့နှစ်ကနေကျွန်တော်တို့ကဘာသင်ခန်းစာတွေရခဲ့လဲကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့တစ်နှစ်တာကာလအတွင်းဘာတွေသင်ယူလို့ရလဲဆိုတာကိုခေါင်းအေးအေးနဲ့စဉ်းစားဖို့လိုတယ်ဒုတိယမေခွန်ကကိုကဒီနှစ်မှာဘာဖြစ်ချင်တာလဲဥပမာကိုကငွေပမာဏဘယ်လောက်ထိစုချင်တယ် body fat ဘယ်လောက်ကျအောင်လုပ်ချင်တယ်စာအုပ်ဘဏ္ဍာအုပ်ပြီးအောင်ဖတ်မှန်ဆိုတဲ့တိကျတဲ့ပန်းနိုင်တွေကိုလုံနိုင်တဲ့ပန်းနိုင်တွေကိုတတ်မှတ်လို့ရတယ်နောက်ဆုံးမေခွန်ကကိုတတ်မှတ်ထားတဲ့ပန်းနိုင်စီရောက်ဖို့ဒီနေ့ကနေစပြီးတော့ဘာစားလို့ရမလဲဆိုတာပဲဒီအဆင့်ကတော့ကိုတတ်မှတ်ထားတဲ့အစီအစဉ်တွေကိုအသေးစိတ်စလုပ်တဲ့အဆင့်ဖြစ်တယ်ဥပမာကိုကတနေ့အတွင်းစာအုပ်12အုပ်ပြီးအောင်ဖတ်မှန်လို့တတ်မှတ်ထားရင်တစ်လကိုကပြန်မြစာအုပ်3အုပ်နှုန်းနဲ့ဖတ်ရမှာပေါ့တကယ်လို့မိတ်ဆွေကတိကျတဲ့ပန်းလိုင်းကိုဘလို့တတ်မှတ်ရမယ်မသိရင်အောက်မှာကျွန်တော်ထည့်ထားပေးတဲ့ Smart Rule ဆိုတဲ့ဗီဒီယိုကိုတွားကြည့်လို့ရတယ်။အဲ့ဒီဗီဒီယိုထဲမှာအကုန်လုံးအသေးစိတ်ပြောထားပေးတယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့အားလုံးနှစ်တစ်မှာကိုရောစိတ်ရောအေးချမ်းချမ်းနဲ့ကိုလိုချင်တဲ့ပန်းလိုင်းရောက်နိုင်ကြပါစေ။